ဟုတ်ကဲ့ဒီကတော့ဟိုတတိယမေမေပေါ့နော်သူကတော့မေးထားတာတော့ IVF မှာတဲ့အမျိုးသားကြီးအခန်းကဏ္ဍကိုလည်းသိချင်ပါတယ်ဟုတ်လားဟုတ်ကဲ့ဟိုပါပေါ့လေအမျိုးသားကြီးကကြတော့ဟိုကျွန်တော်အများနဲ့စတယ်ပေါ့သူတို့ကကြတော့ဟိုယောက်ျားမာနပေါ့သူတို့အားလုံးအဆင်ပြေမယ်လို့သူတို့ထင်ထားကြတယ်ဟုတ်ကဲ့ဟုတ်မျိုးသမီးကကြတော့စိတ်ရှည်ကြတယ်သူတို့ကလက်ခံကြတယ်အမျိုးသားကြတော့တစ်ခါကျရင်သူတို့ကဟိုသူတို့ကောင်းတယ်လို့ပဲထင်ကြတယ်ပေါ့တကယ်ကျွန်တော်တို့ဒီ IVF လုပ်တဲ့အခါကျတော့ဒီ percentage အကြီးတစ်ခုကအမျိုးသားဘက်ကအားနည်းနေအောင်တွေ့ရတယ်အမျိုးသမီးပဲမဟုတ်ဟောဆိုလို့ကျွန်တော်ဒီ process ကြီးတစ်ခုကအမျိုးသားအမျိုးသမီးကိုနှစ်ယောက်လုံးပူပေါင်းပြီးလုပ်မှရတော့နော်အမျိုးသားဆိုလည်းကျွန်တော်အမျိုးသားရဲ့ထုံးစံတယ်ပေါ့ဗျာဆေးလေးတောက်တယ်ရက်တောက်တယ်ကွန်စားတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်နောက်အလုံး stress တွေပေါ့ဗျာအမျိုးသားရဲ့ကြောက် stress တွေများတော့အဲ့လိုက်အကုန်လုံးပေါင်းဆက်ပြီးသူတို့တော့ပွေးမှာနည်းနည်းလေးအားနေနေတတ်တယ်အားနေနေဆိုတော့အားနေဆိုတော့ဟိုပါပေါ့နော်ဟိုအကောင်ကြီးနေတာဖြစ်ဖြစ်နောက်ပြီးလှုပ်ရှားမှုအကောင်ကြီးနေတာဖြစ်ဖြစ်နောက်ပုံမှန်တည်းမှန်တာဖြစ်ဖြစ်ပေါ့အဲ့လိုအခြေအနေမျိုးကကြာရင်ဒီအမျိုးသားရဲ့အခန်းကဏ္ဍအားကြောင့်ဟိုသူတို့ဘက်ကဒီအမျိုးသားဘက်ကနေပြီးတော့နည်းနည်းအားနည်းချက်တွေကျွန်တော်တွေ့တဲ့အခါကျရင်သူတို့ခုနပြောတဲ့ဟို lifestyle changes ပေါ့ဟိုစိတ်လေးတောက်တာရှော့မယ်ကုန်းစားတာရှော့မယ်နောက်အရက်တောက်တာရှော့မယ်စသဖြင့်ပေါ့နော်အားကစားတွေလုပ်ပိုင်းမယ်ဟုတ်တယ်အဲ့လိုအပိုင်းတွေကိုသူတို့လိုက်ပြီးတော့ lifestyle changes လုပ်ရတယ်နောက်ကလိုအပ်တဲ့ဆေးတွေပေါ့ဆေးပွားတွေပေးရတယ်အဲ့လိုမျိုးကြမှာပဲသူကဒီအမျိုးသားရဲ့တော့ပူကကောင်းတယ်ဒါကတော့သူ့ရဲ့ကိုယ်တိုင်ပေါ့နော်နောက်တစ်ခုကတော့ IVF ရဲ့ဟိုကကြတော့ဒီအမျိုးသမီးတွေကလောက်ရတာဟိုတွားရဲ့ process ကများတယ်ဘာလို့မမျိုးကြီးလာအောင်လောက်ရဖြစ်တဲ့အတွက်ဆေးတွေနေတိုင်းထိုးရတယ်ဆေးကိုဆေးကရတယ်ခဏပြရတာပေါ့နော်အဲကြတော့သူတို့ဒီ hormone တွေက changes တွေဖြစ်တဲ့ခါကျတော့ emotional ဖြစ်တယ်နောက်တစ်ခုအစတည်းကဒီကလေးတွေပါမရတဲ့ခါကျသူက stress တွေအစတည်းကအမျိုးသမီးမှာရှိနေပြီးသားပေါ့နော်ပတ်ဝန်းကျင်ရဲ့ဟိုဟာကြီးကလည်းများတာပေါ့ဆရာတော့တည့်တဲ့အတိုင်းပဲအဲ့တော့ဒီအမျိုးသားရကြတော့ဒီဟာကို support လုပ်ပေးရမယ်ပေါ့အမျိုးသမီးကို support လုပ်ပေးရမယ်သူတို့ကနေပြီးတော့ဒီဆေးထိုးတဲ့ကိစ္စတွေကျွန်တော်နိုင်ငံခြားမှာဆိုရင်ဒီဆေးထိုးတော့အမျိုးသားရဆေးထိုးပေးသူတို့တင်သွားတယ်အိမ်မှာထိုးပေးတယ်တောင်မှမထိုးပြဘူးလက်မောင်းမှာထိုးလက်မောင်းကျွန်တော်တို့အများပြတော့ဟို around umbilicus ပေါ့ဆိုဒီဘိုက်မှာထိုးတာမျိုးဆိုစီးချိုသမားရေးဆေးထိုးလို့ပဲဆေးထိုးလို့အမျိုးသားရအဲ့ဘိုက်ကိုသူတို့ဝင်ပြီးတော့ဟိုဖေးမှလုတ်ပေးရမှာပေါ့နော်ဟိုသွားပို့ကြိုလေးလုတ်ပေးမယ်သူကအမြဲတမ်းပါလာပေးမယ်မိကုန်းလေးသူကလည်းဝင်မေးပေးမယ်ဆိုရင်ဒါအမျိုးသမီးရဲ့ stress တော်များကိုသူကဝင်ပြီးတော့ယူလိုက်တယ်လို့ပဲဘာဖြစ်လို့ IVF ရဲ့ဟို process ကြီးတစ်ခုလုံးကအမျိုးသမီးဘက်ကလောက်ရတာများတယ်ဟုတ်ကဲ့ဗမာမျိုးဆိုထိုးရမယ်ဆေးထိုးရမယ်ကိုယ်ဝင်ပြန်ဆောင်အောင်မယ်အဲ့လိုမျိုးပေါ့နော်ဆရာဟိုများတဲ့ခါကျတော့အမျိုးသားတော့သူ့ကိုသူကသူကောင်းအောင်လုပ်မယ် life change လုပ်မယ်အဲ့အပြင် plus ခုနဟာလေးသူကဝင်ပြီးတော့ဖိဖိမလုပ်ပေးရမှာပေါ့ဆရာအဲ့ခါကျရင်တော့ဒီ process က stress နည်းလာလေအောင်မြင်မှုရခိုင်တော့ကလည်းပို့ပြီးများလာတဲ့ဆရာများလာအကဲဒါဆိုပြင်ဆင်တာပေါ့နော်ဆရာအခုရှင်းပြသွားတာဒါ IVF မလုပ်ခင်အမျိုးသားပြင်ဆင်ဆရာရဲ့အတွေ့အကြုံရပါတော့ဘလောက် duration ပြင်ဆင်အောင်မြင်တဲ့ IVF ရလဲပြောတာအမျိုးသားရ life science ချင်းရမယ်ဆေးလေးဖြတ်ရမယ်ကွန်ဖြတ်ရမယ်ပေါ့နော်3လလားဒါမှမဟုတ်2လအဲ့လိုမျိုးသူက IVF ကကြတော့လေဆရာဟိုဘာပေါ်မူတည်လဲဆိုတော့တူးချင်းပေါ့အရင်ဟိုဟာဖြစ်တယ်ဆရာဟိုပုံသေးနည်းတစ်ခုလို့ကျွန်တော်တို့မရှိဘူးဖြစ်နေဥပမာအမျိုးသားဟိုမောင်ဖြူမောင်ဝါပေါ့ဆရာမောင်ဖြူကလည်းအသက်30မောင်ကလည်းအသက်30နှစ်ယောက်လုံးနဲ့စိတ်လေးတောက်တယ်ဒါပေမဲ့သူတို့ရဲ့တုပ်ဖို့အခြေအနေကမတူပြန်ဘူးသူကတော့ဒီလောက်နားလိုက်ရလောက်တယ်သူကတော့ဘယ်လောက်ထိနားရမလဲပဲစီးပေးရမယ်အဲ့လိုတယောက်ဟို individualize အရင်ဖြစ်တော့ဆရာအဲ့တော့ဟိုနည်းနည်းလေးပြောရမယ်ဆိုရင်တော့တုပ်ဖို့တစ်ခုကတစ်ခုကိုပြန်ကောင်းမှုဆိုရင်ပေါ့ result လေးတစ်ခု change မှုဆိုရင်ကျွန်တော်တို့3လလောက်အချိန်ယူရတတ်တယ်ဒါပေမဲ့အဲ့ဒါလည်းလူတိုင်းအောင်မဟုတ်ချို့ကြတော့နည်းနည်းလေးကောင်းနေဆိုရင် maybe တစ်လလောက်ကျွန်တော်တို့မုန်းမှန်နိုင်သူ့ရဲ့ဟွာတွေကကောင်းလာတတ်တယ်ချို့ကြတော့ဆရာအချိန်သိမ့်မရှိတော့ဘူးပေါ့နော်တယောက်မတူဥမာဒီမော်သားတွေဆရာကိုရီးယားနေပြန်လာပြီအလုပ်လုပ်ပြီးပြန်လာတဲ့လူအချိန်သိမ့်မရှိတော့ဆရာ modify လုပ်သူကနေဟိုတစ်နှစ်လောက်ပြန်သွားချိန်မှာအမျိုးသမီးရဲ့အသက်ကတစ်နှစ်ပိုကြီးသွားကြီးလာလေသူ့ရဲ့အောင်မြင်မှုရခိုင်တော့နေလာလေအဲ့တော့ကျွန်တော်တို့က very individualized ဖြစ်တယ်ဆရာဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဆရာဒါကတော့ဗောနော်ဟိုမေကွန်နံပါတ်4ဗောနော်ဆရာမေကွန်နံပါတ်4မှာသူမေးထားတာတော့ဆရာရဲ့ IVF procedure မှာတဲ့မမျိုးဥရယူဖို့
ဟော်မုန်းဆေးတွေကိုတဲ့ဘလို့တဲ့အသုံးပြုရပါသလဲ ဟုတ်ကဲ့ဆရာဟာ IVF process ကိုခုနပြောလို့ပေါ့နော်ဟိုပြင်ဆင်နိုင်အကုန်လုံးပြီးသွားပြီကျွန်တော်ကစပြီးလုပ်တော့မယ်ဆိုရင်ကျွန်တော်ကဘယ်ရက်လောက်ကိုလာရလဲဆိုရာသီဒုတိယရက်လောက်ကိုလာရတယ်ဒုတိယရက် ဘာလို့ဒုတိယဆရာ ဒုတိယဆိုဒီနေ့လာရင်မနေ့ပြန်မို့ဆရာ ဒုတိယရက် second day of menstrual cycle ပေါ့ဒီနေ့သွေးစင်းနေဆိုရင်မနေ့ပြန်အရောက်လာဒါမှမဟုတ်တတိယနေ့ထိရပါတယ်တကယ်တမ်းတော့လေ day 2 day 3အဲ့လောက်ထိရပါတယ်အဲ့ဒီအချိန်မှာဘာကြောင့်ဟိုဟာဖြစ်လဲဆိုတော့ကျွန်တော်ခေါ်လဲဆိုတော့အဲ့အချိန်ကျရင်သူကဒီ ovarian cyst တွေနောက်ပြီးတော့ရင်ဒီမမျိုးတွေကဘယ်လောက်ကြီးလာမလဲဆိုတော့ကျွန်တော်သိလာနိုင်တယ်အဲ့အချိန်ကျ IVF ကိုစတင်မစတင်တခါကျရင်အချို့မျိုးမျိုး day 2လောက်မှလာတဲ့ခါကျဒီအရေးအိတ်တွေရှိနေမယ်ဆိုကျွန်တော်လုံးလို့မရပြန်ဘာဖြစ်လို့အဲ့ဒီ day 2 day 3မှာအရေးအိတ်ကမရှိသင့်ဘူးပေါ့ဆရာအဲ့တစ်ချက်ပေါ့နောက်တစ်ချက်တော့ကျွန်တော် IVF တော်တော့မယ်သူဘယ်နှလုံးလောက်ရှိလဲပေါ့မမျိုးတစ်ဖက်မှာ4လုံးတစ်ဖက်မှာ5လုံးစသည်ဖြင့်အဲ့ဒါကိုကျွန်တော်တိုင်းတော့အဲ့ဒီအချိန်မှာတော့တိတိလေးပဲရှိသေး maybe 4 to 8 millimeter လောက်ပဲရှိသေးအဲ့8 millimeter လောက်ရှိရဲ့အလုံးလေးကိုကျွန်တော်မှတ်ထားလိုက်တော့မှတ်ထားပြီးကျွန်တော်ဆေးစာထိုးတော့ဟော day 2လောက်ရင်ဆေးစာထိုးတယ်2 3 4 5 6အဲ့လိုထိုးလေးဆိုတာရှိတယ်သူကအကျန်းအဖြစ်တော့12ရက်လောက်ထိထိုးလို့ရတယ်12ရက်ထိထိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကအဲ့သူ့ရဲ့ response ပေါ်မူတည်တာပေါ့တယောက်ကတော့ဆေးထိုးလိုက်တယ်9ရက်မြောက်နေ့မှာကျွန်တော်တို့လိုချင်တဲ့မာမျိုးအရွယ်စားပေါ့ကျွန်တော်လိုချင်တဲ့မာမျိုးအရွယ်စားကတော့အကျန်းအဖြစ်တော့16 mm လောက်ထိလိုချင်တယ်16 mm ကိုကျွန်တော်တို့3လုံးလောက်ထိလိုချင်တယ်3လုံးလောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီဟိုမာမျိုးစုပ်တဲ့ဘက်ကိုကျွန်တော်တို့သွားတယ်တော့အကျန်းအဖြစ်တော့ day 2လောက်မှာစာထိုးတယ်2 3 4ဇက်တိုက်ထိုးတယ်ဂျားထဲမှာဒီ fertility specialist နဲ့ဟိုရက်ချင်းလေးပြင်လာပြတဲ့ခါကျရင်တို့ဒီမာမျိုးကဘယ်လောက်ကြီးလာလဲပေါ့အဲ့ပေါ်မူတည်ပြီးကျွန်တော်တို့ဆေးကိုတိုးတာရှိရယ်ရှော့တာရှိရယ်ထက်ထဲတာမျိုးရှိရယ်နော်အဲ့ဒါတော့ပေါင်းမာမျိုးကြီးစေပေါ့နောက် day 6 7လောက်ကြာရင်အဲ့ကြီးလာရင်မာမျိုးကိုမကြွေဝအောင်ဘာလို့သဘာဝအဖြစ်မာမျိုးကကြီးလာပြီးကြွေမအောင်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ထိန်းစေးအနောက်ကလိုက်ထည့်ရတယ်အဲ့ဆို day 1 2 3 day 4 5 6လောက်ဆိုရင်ကျွန်တော်ကထိန်းစေးထိလိုက်ထည့်တာရှိအဲ့ကြောင့်တော့မတူပြန်အောင်ဟိုအရွယ်စားပေါ်မူတည်တော့ဟုတ်အဲ့တော့ကျွန်တော်အဲ့ဒါလေးထည့်မယ်ထည့်ပြီးတော့ကျွန်တော်ဆေးဆက်ထိုးတယ်ထည့်ပြီးဆိုရင်ကျွန်တော်နှစ်မျိုးဖြစ်သွားမှာပေါ့ဆေးအဲ့ချိန်ရရင်နှစ်မျိုးထိုးပါကြီးစေးရယ်ထိန်းစေးရယ်အဲ့ဒါထိုးရင်းနဲ့ခုနကကျွန်တော်လိုချင်တဲ့16 mmကို3လုံးလောက်ပေါ့အနည်းဆုံး3လုံးပေါ့အဲ့ပေါ်မူတည်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကမှဲ့စေးလို့ခေါ်တော့မှဲ့စေးကျွေစေးလို့ခေါ်တဲ့သူ့ကို maturity ကိုပြည့်သွားတဲ့ဟာဆေးပေါ့ maturity ပြည့်သွားစေးကိုထိုးတယ်အဲ့ဆေးထိုးပြီးတော့34 to 36 hour ပေါ့34 to 36နာရီလောက်မှာကျွန်တော်တို့ကဒီမာမျိုးကိုအကုန်လုံးစုပ်ထုတ်လိုက်တယ်စုပ်ထုတ်လိုက်အဲ့တော့အကျန်းအဖြစ်တော့ဆေးထိုးတဲ့အချိန်ကဆိုရင်ကျွန်တော်10ရက်ကနေ12ရက်ကြာလောက်ဆေးထိုးတယ်မာမျိုးစုပ်တာတော့14ရက်မြောက်နေ့လောက်မှာစုပ်လေးစုပ်တာရှိတယ်အဲ့လဲခုနကမင်းမကိုကနေပဲဟုတ်တယ်ဆရာဟုတ်တယ်သူကကြတော့ဟိုပါပေါ့နော်ဟိုဒီမာမျိုးစုပ်တဲ့ processor ကြတော့သူကကြတော့ဟိုဟာမေးစင်းနဲ့လောက်တာမေးစင်းနဲ့ဆိုပေမဲ့လည်း very short ကြီးပေါ့ဆရာ AC တတာလောက်ပါဟုတ်ကဲ့ပြီးသွားရင် under the steroid procedure မှာပဲသူကကြောဒီမိမကိုထဲမှာရိုက်တဲ့ ultrasound guided လုပ်တာပေါ့ဆရာဆိုတော့ ultrasound ရိုက်တဲ့ ultrasound ပေါ်မှာကျွန်တော်တို့ကနေတယ်ဟိုဟာတင်လိုက်တာပေါ့တင်ပြီးအဲ့ဒီမျိုးတစ်ဆင့် guided နဲ့ကျွန်တော်တို့အော်ပါပေါ့နေတယ် guide ပေါ်မှာပါပြီးသားပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ဒီ transvagina screen ကနေပြီးအဲ့ကောင်လေးတစ်ခုစုပ်ထုတ်တော့စုပ်ထုတ်ပြီးွားနေသူက37 degree မှာရှိရဲ့ tube ထဲကိုကျွန်တော်တို့အဲ့ကထည့်လိုက်တယ်ထည့်လိုက်ပြီးွားနေအဲ့မှာရှရလာပြီးဆိုရဲဒီမာမျိုးအရေးလေးကိုဆရာအရေးလေးကိုကျွန်တော်တို့က embryologist ကိုဒိဋ္ဌာပညာရှင်အခိုင်အမာကျွန်တော်ပို့လိုက်တော့ဒိဋ္ဌာပညာရှင်ကနေပြီးတော့အဲ့ဒီအထဲမှာရှိရဲ့မာမျိုးလေးကိုသူတို့ကရှာဟုတ်ကဲ့ရှာတဲ့ခါကျတော့အမှဘယ်နှလုံးရလဲပေါ့မာမျိုး4လုံးရမယ်10လုံးရမယ်15လုံးရမယ်စသည်ဖြင့်ပေါ့အဲ့လိုရတဲ့အမာမျိုးလေးကိုသူတို့က2နာရီလောက်ခဏသူ maturity ပြည့်အောင်စောင့်ပြီးွားနေခုနပြောတဲ့အဖေဘက်ကလာတဲ့တုပ်ပိုးနဲ့ဓာတ်ရဲ့ပေါင်းပေးလိုက်တော့ပေါင်းတဲ့နီးမှာလည်းဆရာ2နီးရှိတယ်တနည်းကတော့ IVF လို့ခေါ်တဲ့ဒီမာမျိုးရဲ့ဘေးနားမှာမျိုးသားရဲ့တုပ်ပိုးကိုချပေးလိုက်တော့အဲ့တော့တဘာဝဒီအဝိုင်းလေးဘေးနားမှာဟိုကောင်းလေးတွေချပေးလိုက်တန်းနဲ့ချီပြီးချပေးတဲ့အခါကျတော့သူကအဲ့ထဲကိုတူတဘာဝအဖြစ်စိတ်ဝင်သွားပြီးတော့အတန်မာဆုံးတုပ်ပိုးကအထဲရောက်သွားမှာဟုတ်ကဲ့အဲ့တော့တဘာဝနဲ့အရင်စင်နောက်တစ်ခုတော့ကျွန်တော်တို့စင်တာမှာသုံးတာတော့ဒီ AC လို့ခေါ်ပေါ့ ICSI လို့ခေါ်ပေါ့
AC ကကျတော့ဘာလုပ်တာလဲဆိုတော့မျိုးသားအဲ့ထဲမှာမှတုပ်ပိုးထဲမှာကျွန်တော်တို့အတန်မာဆုံးလို့ယူဆတုပ်ပိုးကျွန်တော်တို့ရှာပြီးယူလိုက်ပြီးတော့ဒီမမျိုးတွေကိုကျွန်တော်တို့ထဲထဲပေးလိုက်တာပေါင်းပေးလိုက်တာ ဟောပို့အနုစိတ်ဆန်တာ အဲ့တော့အနုစိတ်ဆိုင်တယ်တော့ပို့ပြီးတဲ့ဟိုဟာဖြစ်တာပေါ့အောင်မြင်မှုရန်ကန်တော့ပိုများနိုင်တယ်ဘလို့လူမှပိုများနိုင်တယ်ဆိုတော့အမျိုးသားတုပ်ပိုးအားနည်းလူမှပိုများတယ်သူအစတည်းကတဘာဝအဖြစ်ရဖို့ခဲရင်းတဲ့လူခဲရင်းတဲ့လူတွေကကြောင့်ဘေးနားမှာသွားချလို့အထဲကိုမဝင်ဝိုင်းကျတော့ IVF ကဟိုအဆင်မပြေဘူးပေါ့အဲ့တော့ကျွန်တော်စင်တာမှာတော့အဲ AC နီးပညာကိုကျွန်တော်တို့သုံးတယ် origin မှာတော့အဲ့ကောင်တည်းထည့်ပေးတဲ့ခါကျတော့ဒီ fertilization ကိုခေါ်တဲ့ဒီပေါင်းစည်းမှုကပို့ပြီးမြန်ဆန်တယ်ပို့ပြီးမြန်ဆန် ဟုတ်ကဲ့ဒါဆိုရင်ဒီမိကိုပြန်ပြီးတော့ဟိုအချင်းချော့ရမယ်ဆိုရင်ဆေးထိုးတာတော့အနည်းဆုံးတော့3မျိုးပေါ့နော် ဇေရို3မျိုးထိုးတော့ဟုတ်တယ်ဆရာ3မျိုးထိုးဟုတ် အောင်မြင်သွားရင်တော့ဆရာခုနကပြောသလိုဒါကတော့ process ဆက် fail သွားရင်ပါဆရာ fail ကြည့်တော့ ဘယ်အချိန်မှာကျွန်တော်တို့ကဟိုပါပေါ့နော်ဒီဆေးထိုးတာကိုရက်လဲဆိုတာရှိရက်လဲဆိုတော့ပထမဆုံးကျွန်တော်တို့က9ရက်ထိုးပြီးသွားတဲ့အချိန်မှာသူ့ရဲ့ဟာကိုပြန်တိုင်းကြည့်တာပေါ့နော်တိုင်းကြည့်တဲ့ခါကျရင်ဟိုအဲ့ချိန်မှာလည်းကျွန်တော်ဟော်မုန်းတွေကျွန်တော်တွေးဖောက်ကြည့်သေးတယ်ဖောက်ကြည့်တဲ့ခါကျရင်ချို့မျိုးသမီးမှာဒီဟာကို response မလုပ်တဲ့မျိုးသမီးရှိတယ်ဥပမာကျွန်တော်သုံးတဲ့ဆေးက3မျိုးနဲ့4မျိုးလောက်ထိရှိတယ်ချို့ကြတော့ဥပမာ300ထိုးရင် response လုပ်တဲ့လူရှိတယ်200ထိုးရင် response လုပ်တဲ့လူရှိတယ်စသဖြင့်ဖြစ်မှာကျွန်တော်ကတော့အဲ့ဒီကိုဥမာဟိုမျိုးသမီးရဲ့အသက် body weight သူ့ AMH ခုနပြောမမျိုးလက်ကျန်လေး ဟုတ်ကဲ့ နောက် intrafollicular count လို့ခေါ်တဲ့မမျိုးလက်ကျန်ဘယ်နှလုံးကျွန်တော် ultrasound မှာတွေ့ရပါအဲ့ပေါ်မူတည်ကျွန်တော်တို့မှတွက်တဲ့ calculator လေးရှိတယ်အဲ့ဒါလေးကိုတွက်ပြီးကျွန်တော်တို့ထိုးလိုက်တာပဲ ဟုတ်ကဲ့ လူတိုင်းကတော့အဲ့ပုံတင်နေတဲ့ကိုကျွန်တော်ထည့်လိုက်တာပေါ့နော်ဒါပေမဲ့ခုနပြောလို့ပဲမဖြူနဲ့မဝါလို့ပဲမဖြူလည်းဒီရာပဲမဝါလည်းဒီရာပဲဆေးထိုးလိုက်မဖြူက response လုပ်ပြီးမဝါ response မလုပ်တာရှိတယ်ဆရာအဲ့လိုအခြေအနေမျိုးဆိုရင်ကျွန်တော်တို့ကဒီလောက်ရက်လိုက်ရတာပေါ့ ဟောဒီလောက် သူကဟိုကျွန်တော်တို့အမှန်တမ်းပြောရင် fail လို့ကျွန်တော်တို့အသိမသုံးချင်သေးဘူး fail လို့အဲ့ချိန်ကျတော့ကျွန်တော် response မလုပ်ဘူးရတယ်နောက်တခြားဆေးရှိသေးတယ်ခြားဆေးအမျိုးအစားမတူတဲ့ဆေးအမျိုးအစားကျွန်တော်ပြန်ပြောင်းတော့ဒါမှမဟုတ်လေဒီလောက်225ထိုးရတယ်နောက်လောက်နဲ့ကျွန်တော်ပို့ထိုးလိုက်တယ်300ပို့ထိုးလိုက်တော့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကနောက်လောက်ဆိုရင်တော့ response လောက်လာတတ်တယ် ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်